အားလုံးပဲမင်္ဂလာပါဗျာ Easy Electric မြန်မာပိုင်း video channel ကကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြချင်တဲ့အရာလေးကတော့ကျွန်တော်ဒီ air actuator ဘားပေါ့လေ air actuator ဘားကို on off လောက်တာကကျွန်တော်ဒီ solo night နဲ့လောက်တယ်နော်တခါလေးမှာဒီ solo night ကတခုအကြောင်းမျိုးကြောင့်အလုံးမလုပ်တော့ဘူး emergency case ပေါ့အရေးပေါ်ကျွန်တော်တို့ကရေဘားကိုဖွင့်ဖို့ပေါ့ဗျာဘားကိုဒီဘားကိုဖွင့်ဖို့ဆိုရင်အခု position က close position ပေါ့နော်အဲ့ဒါကိုအရေးပေါ်ကျွန်တော်ဖွင့်ရင်ဘယ်လိုဖွင့်မလဲဆိုတော့ကျွန်တော်တစ်ချက်ပြမယ်နော်အခုကျွန်တော်ဒီမှာ solo night ဘေးမှာဒီမှာဒီအနီရောင်ဘူလေးပါတယ်ဗျအဲ့ဒါလေးကိုကျွန်တော်တချို့ဟာတွေကြတော့ကျွန်တော် tester နဲ့လှည့်ရတာဒီကောင်ကြတော့လှည့်တယ်မလို့ဒီဘူလေးကိုနှိပ်လိုက်မယ်နော်အဲ့ဘူလေးကိုနှိပ်လိုက်ရင်ဒီအောင်တစ်ချက်ကြည့်ကျွန်တော်ဘူကိုနှိပ်လိုက်ပြီနော်ဟောopen ဆိုဖြစ်သွားပြီပြန်ပြီးတော့အပူလေးကိုလွတ်လိုက်ပြီဆိုရင်ကလို့ဖိလိုက်ပြီဆိုရင်ဒီကောင်ကဟောဖြစ်သွားပြီเนาะဖွင့်လိုက်ရင်အဲ့ဒါပါပဲကျွန်တော်အရေးပေါ်ချိန်မျိုးမှာဒါမျိုးကိုသုံးနေရပါတယ်เนาะကျေးဇူးတင်ပါတယ်ခင်ဗျ